Hello အားလုံးမင်္ဂလာပါဒါကတော့မိုးသေးတို့ခိုချန်သွားတော့ကရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်မိုးသေးတို့အဲ့မှာဆိုလို့ရှိရင်ညနေခင်းရေကစားပြီးတော့ပေါ့နော်မိုးသေးတို့ဒင်နာကိုမိုးသေးတို့ထဲတဲ့ဟိုတယ်မှာပဲစားခဲ့ပါတယ်ဆိုတော့တွေ့တဲ့အတိုင်းလေးပဲတဲလေးကတဲဝါလေးတွေပေါ့နော်တဲဝါလေးအဲ့မှာဆိုလို့ရှိရင်ကန်းချီလေးလေးကလည်းလေးလေးလည်းရတယ်ဒီမီးဆိုင်လေးနဲ့ဆိုတော့စားရတာအရင်မိုက်ပါတယ်ဆိုတော့မိုးတို့ဘာစားခဲ့လဲဆိုရင်ငါးသက်များပါမှစားခဲ့တယ်ပြီးတော့ဒုတ်ထိုးလေးတွေအကင်လေးတွေပေါ့နော်အဲ့ဒါလေးတွေမှစားဖြစ်ခဲ့ပါတယ်တော်တော်များများတော့လေအဲ့ကိုလာလေတာကလေ foreigner ဒီအဖြူတွေများရပေါ့နော်ဒီခိုချန်တော့မှာဆိုလို့ရှိရင်လေတီဟိုစီလေးကိုလည်းကြိုက်တယ်ဒီတီဟိုစီလေးကိုပေါ်လာတယ်မတို့အဲ့မှာဆိုရင်2ညအိတ်ပေါ့နော်2ညအိတ်3ရက်နေခဲ့ပါတယ်โอเคပါကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာထပ်တွေ့ကြမယ်နော်တတာ